မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကပဲသွားမလဲဆိုလို့ရှိရင်အင်းလေးလိုမျိုးပေါ့နော်အင်းလေးနဲ့ခက်ဆင်ဆင်နဲ့လုံးဝတပုံစံနဲ့တော့မဟုတ်ဘူးလေးရစီလို့ရတယ်အိမ်လေးလည်းရှိတယ်အင်းလေးပေါ့နော်အင်းလေးတော့ပြန်မှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ဒီဗီဒီယိုရဲ့အောက်မှာ ID လေးထည့်ထားပေးပါမယ်တားရအောင်ရှင်ကားလေးနဲ့သွားမှာပေါ့နော်ငါဘာနော်ဘင်္ဂလီအင်္ဂလိပ်ရှင်ဒီဘက်ကိုပြေးလာမယ်ဆိုလို့ရှိရင် Umax ဆိုတာလေးရှိတယ်ပေါ့နော်အေးဆာလေးရဲ့တန်နေတော့ပေါ့နော်ဘာလို့လို့ရှိရင်ဒီမှာပေါ့နော်ဒီဟာလေးရှိရတယ်ဘာလို့ဒီနေပုံစံနဲ့ပေါ့နော်လူစိုးရှိနေပေါ့နော်ဒီနားမှာဆိုလို့ရှိရင်သူတို့နားသွားမယ်ဆိုလို့ရှိရင်သူတို့တက်တယ်ပေါ့နော်အဲ့တက်မှာပေါ့နော်အဲ့နေရာလေးဒီဘက်ကိုပြေးလိုက်မယ်ပြီးတော့ဒီဘက်ကိုပြေးရမယ်အဲ့ဒီလို့ရှိရင်ဒီလိုခေါင်းလိုမျိုးဟာလေးရှိရပါတော့ခေါင်းလိုမျိုးဟာလေးရှိရအဲ့ခေါင်းလေးနဲ့တက်လိုက်မယ်ပြီးတော့ဒီဘက်ကိုတက်နေရပါတော့နော်ဒီဘက်မှာကိုယ်တယ်လို့တက်နေရတော့ပြီးတော့ဒီနားလောက်ရောက်ရင်ကိုယ်ရမယ်နော်နားလောက်ရောက်ရင်တော့ကိုယ်ရနော်ဒီလိုရှင်ဒီလိုသွားမယ်ဒီကိုယ်မရဘူးပြီးတော့ခါရီကတော့နည်းနည်းဝေးရပါတော့ဝေးပါရဲ့တော့ဝေးတာဆိုတော့ပေါ့နော်နည်းနည်းလေးတော့သွားရပါတော့ဒီလိုမျိုးကိုရမယ်ဒီလမ်းကြောင်းလေးတိုင်းနဲ့လိုက်သွားလိုက်အောင်ပေါ့နော်ဒီမှာလည်းကိုကြရမလို့တော့ပေါ့နော်ဒီလမ်းမှာလည်းကိုကြရမလို့တော့ဒီဒလမ်းပဲရှိရပေါ့နော်အဲ့ဒလမ်းကနေရသွားရမှာပေါ့နော်သွားတဲ့လမ်းရလဲတော့ပြီဟုတ်ပြီတော်ပြနေကြနေရလို့မျိုးလေးဖြစ်တယ်ပေါ့နော်ဒီတန်းတန်းလေးပဲသွားလိုက်တော့နော်သွားလိုက်ပြီးလို့ရင်ဒီကနော်တော့လည်းနည်းနည်းလေးရောက်ဝေးပါတယ်နည်းနည်းမှတော်တော်ရုပ်ဝေးပါတယ်သွားရတယ်ဘောနော်တော်တော်သွားပါလေဒီနေ့တော့ရင်းထူးစမ်းနေကားမတိုက်သေးဘူးဒီမှာဒီလမ်းတော့နားလောက်ရောက်ရင်ဒီနားလောက်ရောက်လို့ရှိရင်ဘောနော်တေးတောင်လေးဖြစ်ကုန်ပြီတချင်းလေးပြောင်းသွားပြီဘောနော်ပုံနဲ့ရိုးအိမ်နားမှာကြားတဲ့အတန်မဟုတ်တော့ဘူးနော်ဒီနားလေးရောက်ရင်အတန်တမျိုးပြောင်းလာတယ်တော့ခေါင်းလေးဆင်းလိုက်ပြီဆိုလို့ရှိရင်ဒီလိုလေးကိုနော်နည်းနည်းလေးကြောင်းပါပြီနည်းနည်းမဟုတ်တော်တော်ကျန်လေးကားစကီးရမစိုးလို့ပြောတော့မရှိသေးကားတွေကတိုက်တယ်ခက်ခဲပြီးတော့ဒီဘက်တော့မယ်ကိုယ်လိုက်မယ်ဆိုလို့ရှိရင်အဲ့မှာတရားအကြီးတစ်ခုတင်တယ်ဒီတရားကဒီတရားလေးရှိတယ်ပေါ့နော်ခုံတော့ခုစားတော့ကြောပါတယ်ကြောရတယ်ပေါ့နော်အဲ့ဒီလို့ရှိရင်တနန်းနေသွားတယ်ပြီးလို့ရှိရင်အောက်မှာမရှိဘူးနော်ကားမောင်းမှာဆိုလို့ပြင်းပါမယ်တော်တရားဝတ်ဖားပဲတော့ရောဆိုလို့ရင်ဒီရှိမှာတော်လေးပဲဆက်နည်းနည်းပဲဆက်တော့အောင်ပါတော့နည်းနည်းပဲလို့ပါတော့ဒီလိုရင်ဒီလိုတင်နေလာတာနော်ခေါင်းလေးကိုဆင်းလိုက်မှာနော်ခေါင်းလေးကိုဆင်းပြီးတော့အပန်နာလေးရအောင်ရပြီနော်
ဟုတ်ကောင်းလေးကိုဆင်ပြီးတော့ရောက်ပြီပေါ့နော်အခုပဲရောက်ပါပြီဟာညာရောက်ပြီပေါ့နော်ဒီကောင်းလေးကိုဆင်ရမယ်ရှိမှတော့အင်းလေးရောက်ပါပြီဖိုင်ဒီလေးကိုဗီဒီယိုရဲ့အောက်မှာချထားပြီးမယ်နော်ဒီနားမှာဆိုတော့ရှင်ကြိုက်တယ်လို့ရက်လို့ရပါတယ်ကားကိုလာတွေ့မဲ့လူတွေကလည်းမရှိဘူးပေါ့နော်ဟာပါအင်းလေးပေါ့နော်အင်းလေးနဲ့တော့မတူဘူးအင်းလေးပုံစံမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်လည်းထိုင်နေနေရလေးရှိရဲပြီးတော့ဒီလိုရှောက်လန်းလေးနဲ့အိမ်လေးရရှိရပါတော့အိမ်လေးဝင်လို့ရပါတယ်နောက်ရကြလို့ရှိရင်ဝင်နေအိမ်တကားဖွင့်လို့မရတဲ့အိမ်လေးဝင်လို့မရတဲ့အိမ်လေးဝင်ကြီးလေးတင်မိမယ်ပေါ့နော်ဒီမှာတော့အခုကတော့မဝင်ရတော့ဘူးနော်ဝင်လို့မရဘူးထဲမှာတော့ဘာမှမရှိဘူးနော်ဒီမှာပြောင်းမယ်ပေါ့နော်ဝင်လို့မရအောင်လုပ်ထားတော့ဒီတိုင်းလေးပဲပေါ့နော်ဒီဘက်မှာလည်းအနီလေးတစ်အိမ်ရှိပါတယ်မှာဒါလည်းဝင်လို့မရဘူးနော်ဒီရောမှာဒီမှာကျမောလေးရှိပါတယ်ဒီဟိုတကားဖွင့်ရတာမျိုးတော့ရှိရအောင်မရဘူးပေါ့နော်ဒီတော့မရပါမရဘူးဆိုတော့ဒီဘက်ကပြန်ပြန်နော်ဒီမှာနော်မရပါမှာလည်းအော်ရအောင်ရေးရှိပါတယ်ဒါလေးဝင်နေနော်ဒါမဲ့ထိုင်နေနေရလေးရတော့ဝင်ထိုင်လို့ရပါတယ်ဟုတ်ပါနော်ဒီမှာလည်းတစ်ခါရှိပါတယ်ဒါမှဖွင့်လို့မရဘူးနော်ဒီတဲ့ရောက်ကုန်ပြီဒုက္ခပဲဒီဘောတက်လေးဘောတက်မရဟာလီဘောလည်းတက်မရဘူးအခဏဘာနဲ့ရင်နဲ့တော့လို့ဒီလေးရောက်တော့လို့ဒီဘက်ကနေတက်ရမှာနော်ခုံလို့ကလည်းမရဘူးပြင်လေဒီဘက်ကနေတက်ရရမယ်ဒီဒုက္ခတော့ရောက်ဟောဒီမှာရပါပြီဆိုတော့ဒီညရှိရဟာလေးကဆိုင်းဘော်လေးနဲ့တင်မောပင်လေးရှိပါတယ်လို့ရှိရင်လည်းဒီမှာတော့ဒီနေရာလေးကိုပူချိုက်တယ်တို့ရရှိတယ်မှာပေါ့နော်ဒီမှာအလိုလေးပင်လေးကိုစိုက်ထားပေါ့နော်ရေဘူးပြန်တူပုံစံမျိုးဒီတန်ပါကောင်ကမဝင်လာတော့ထားပြီးပါတယ်နားဘယ်လိုပြန်တက်မှမသိတော့တိုက်ခွန်နဲ့မိသွားလို့ပဲဒုက္ခโอเคအဲ့ဒါကိုလည်းခြေထဲမှာပဲနှုတ်စားရတယ်ခဏအဲ့ခဏလေးပေါ့နော်ရင်းနဲ့သွားတော့ပေါ့နော်ဒီကနဲ့သွားသေးတယ်ရေးထဲမှာဟုတ်ဒီနေရာနေတော့ငါလည်းဒီနေရာလောက်ကနေပြန်သွားမှာနော်ဒါကတော့ဒါလေးနဲ့ကိုအရင်မြင်ပါနော်ဒီမြင်နေပေါ့နော်အဲ့ခဏလေးတော့အားလုံးတောင်းပါပါဒီလေးပြုတ်ရသွားပုံကြောင့်ပါနော်နာမည်နဲ့ဆိုရင်မြင်တယ်ပေါ့နော်ဒါပေမဲ့ဟမ်ဟိုတေးချာကြည့်သိအောင်လို့ပေါ့နော်ကားနဲ့တရားပါလမ်းကူးနေရပါတယ်နော်ဒီနေ့ဆိုတအားမြင်ပါတယ်ဘာမှမသိရတော့ဘူးနော်တောင်းနေနေရှုပ်ဟုတ်နော်ဟုတ်ပြီ
ပိုင်းဒီပြင်ရောက်သွားပြီပေါ့နော်နောက်ဆုံးတော့နေပြန်လာပါပြီဒီမှာတော့ဒီမှာဝါရလေးရှိကျိုးတန်းနေပါနော်နားရီရတန်းလို့မသိဘူးနော်လေးစီရတယ်ဒီရလောစီရမလို့ဒီလေးစီရမလို့တော့တရေးကြရအောင်ဒီလေးကတော့မစီးကြဘူးနော်ဘာလို့မစီးကြတာလဲဆိုတော့ရိုးလို့ပေါ့နော်ဆောနာတကယ်လေးလေးတော့စီးရနော်စီးတော့ရရမှာဒီနော်ရပါနော်လာပါနော်ပင်လေးတွေရှိရမိုက်ကုန်းလေးတွေဟာရိုးလေးအဲ့လိုပေါ့နော်မြို့လေးတစ်မြို့လုံးတော့လည်းရှိပါတယ်။ဒါနဲ့အင်ချီကတော့နည်းတယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲ။ DVD အင်းလေးပုံစံမျိုးပေါ့နော်။အဲ့ဒါလေးဒီအခုဒီနေ့တော့ခဲ့တဲ့နေရာလေးရဲ့ ID ကိုဗီဒီယိုလေးရဲ့အောက်မှာပြောထားပြထားရပါတော့။အဘီရောဒီနေရာလေးမှာပေါ့နော်နောက်ခောက်ကြလို့ရှိရင်နောက်ဒီထဲကြလို့ရှိရင်အိမ်ပိတ်ထားတဲ့ဝင်လို့မရတဲ့အိမ်တွေဘယ်လိုဝင်ရလဲဆိုတော့ပြောရတာပါပေါ့နော်ဒီနေ့အဲ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်